ဘယ်နေရ မင်းတကူ အေးမင်းနေတယ်ဘယ်နေရလဲလို့ မင်းတကူ အော်မင်းနေတယ်မင်းဘယ်နေရလဲလို့ မင်းတကူ ဟဲ့ကောင်ငါစိတ်ရှိတယ်နော်မင်းကငါမေးနေတယ်မင်းဘယ်နေရလဲလို့ငါမေးနေတယ် ဆရာကြီးကျွန်တော်ရွာနမမင်းတကူ ကြောက်မင်းတကူရွာ မင်းတကူ မင်းတကူရွာအထက်ဘက်ကလား ဟုတ်ကဲ့ကျွန်တော်အထက်ဘက်က ဟုတ်ပြီမင်းဖေနာမယ် မပြော ဟမ်ပြောရမယ်လေလူကြီးကမေးတာမင်းဖေနာမယ်ဘယ်သူလို့ မပြောဘူး ပြောဟဲ့ကောင်မင်းအဖေနာမယ်ပြောလားပြောလား မပြောဘူးလို့ ဟဲ့ကောင်ပြောတော့ ဟုတ်ဘူးဆရာကြီးကျွန်တော်ပင်တယ်မှာဦးမပြောဘူး မင်းရာရှာလို့ကွာနာမည်ကြောက်ဥမပြောဘူးထားလိုက်တော့ တော်လည်းအေယာဝီရဲ့စံတက်တာ ထားပါတော့ထားပါတော့ငါတော်တော်စိတ်ရှိတယ်နော်မင်းအမေနာမယ်ပြော မသိဘူး ဟဲ့ကောင်ကို့မွေးတဲ့အမေတော်မသိဘူးလားမင်းအမေနာမယ်ပြော မသိဘူး ဟောပြောလို့ငါပြောနေနော် ကျွန်တော်ပင်တယ်မှာတော့မသိဘူး မင်းအမေနာမယ်မသိဘူးတော့မသိဘူး တော့မသိဘူး ဘလူလူမျိုးတွေလည်းမသိပါကွာတခါမှမကြောက်ဘူးတော့မသိဘူး တော့မသိဘူးတော်လည်းအေယာဝီတဲ့စံတက်တာပဲ ငါ့ဆောင်ပါ တက်ချင်နေတဲ့တရားချက် ငါ့ကိုမတက်နေလေငါ့ မင်း ကို ကိုတက်စရာလားမင်းအုံးမမဟုတ်တာငါအေယာဝီတဲ့စံတက် ကျွန်တော်တက်တာကိုဒီလိုက်တက်တယ်